မအောင်ဆုံးအနေနဲ့အမတို့အများရန်ပြောနေတယ်လို့သိများတယ်ဟိုတယ်စာမေးပွဲတိုတေကီနိုဟိုတယ်ဆိုပြီးတော့ပြောကြတယ်အဲ့ဟိုတယ်ဆိုပြီးတော့ဟိုတယ်လို့ဆိုပြီးတော့ပြောတယ်မလားဂျပန်လိုဟိုတယ်ကိုဟိုတယ်လို့ခေါ်ပေမဲ့ဟိုတယ်စာမေးပွဲဆိုတာဟိုတယ်လို့ဆိုပြီးတော့ဟိုတယ်လို့ရှိခင်ဆိုပြီးတော့မပြောဘူးသူ့ရဲ့နာမည်အမှန်ကဘာလဲဆိုတော့ရှုခုဟာခုလို့ပြောတယ်ဒီမှာရေးထားတဲ့ရှုခုဟာခုဆိုတာကတဲခိုရဲဆိုတဲ့စကားလုံးเนาะအဲ့တော့ရှုခုဟာခုနဲ့ဆိုင်တဲ့ဘွန်ရဆိုတာကနေပဲအဲ့တော့တဲခိုရာနဲ့ပတ်သက်တဲ့နေပဲအဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပဲနဲ့ပတ်သက်တဲ့စာမေးပွဲပေါ့နော်အဲ့ဒါကြောင့်မလို့တိုကူတေဂီနိုအီချီကိုရှုခုဟာခုဘွန်ရရှုခုဟာခုရှိခင်ဆိုပြီးတော့ပြောမှနာမည်အမှန်ဖြစ်ပါတယ်အဲ့တော့ဟိုတယ်ဆိုပြီးတော့အလွယ်ခေါ်ကြပါမယ်ရှုခုဟာခုဆိုပြီးတော့ပြောင်းပြီးတော့မှတ်ပါရရှိခုဟာခုဆိုတာတဲခိုရာကဲအဲ့တော့ဒီစာမေးပွဲအတွက်သူပေးထားတဲ့စာအုပ် textbook ထဲမှာအဓိကအကြောင်းအရာ9ခုရှိတယ်နော်အဓိကအပိုင်း9ပိုင်းရှိတယ်အဲ9ပိုင်းမှာတစ်ပိုင်းစီကိုအသေးစိတ်ပြန်ပြီးတော့ပြောသွားမယ်အဲ့တော့ဒီဗီဒီယိုထဲမှာကအရင်ဆုံးအပိုင်း9ပိုင်းနဲ့ဆိုင်တာကိုရှင်းပြပြီးတော့ပထမဆုံးနံပါတ်1တစ်ပိုင်းကိုနည်းနည်းလေးပြောပြသွားမှာဖြစ်ပါတယ်ကဲအဲ့တော့အပိုင်း9ပိုင်းကဘာတွေလဲစပြီးတော့ကြည့်ကြည့်ရအောင်နံပါတ်1ကフロントで行う主な業務フロントဆိုတာဘာလဲအဲ့တော့အင်္ဂလိပ်လို front ဆိုတာကသူ့ရဲ့စလုံးပေါင်းကိုပြောမယ်ဆိုလို့ရှိရင် FRONT front ကိုပြောတာအရှိဆိုတဲ့ဟာမှာအဲ့တော့ front ဆိုပြီးတော့ဂျပန်ကပြောပေမဲ့အမတို့ the front ကဘာကိုပြောတာလဲဆိုတော့အကျိုးကောင်တာကိုပြောတာ reception ဆိုပြီးတော့ခေါ်တယ်မလားအဲ့အကျိုးကောင်တာ reception ကို reception လို့မပြောဘဲနဲ့ front ဆိုတဲ့စကားနဲ့ front ဆိုပြီးတော့ခေါ်တယ်ဒါဂျပန်မှာပဲခေါ်တာထင်ပါတယ်အဲ့တော့ reception ရင်တော့တည်ထားတဲ့ uketsuke ဟုတ်တယ်မလားအဲ့ uketsuke ဆိုတာကရက်ွက်ရုံတို့ဘာလို့ရဲ့အကျိုးကောင်တာတွေမှာလဲ uketsuke လို့ပြောပေမဲ့ဟိုတယ်လုပ်ငန်းမှာကျတော့ဘာဖြစ်လို့လဲမသိဘူး uketsuke လို့ဂျပန်ကမသုံးဘဲနဲ့ front ဆိုပြီးတော့သုံးတယ်ဒါကြောင့်အဲ့လိုမျိုးလေးလိုက်ပြီးတော့တွဲမှတ်ပါအဲ့တော့ front တဲ့โอโคนาโอဆိုတာပြုမှုဆောင်ရွက်ရတဲ့ โอโมนาအဓိက業務လုပ်ငန်းတာဝန်တွေကိုပြောတာအဲ့ချိုကောင်တာမှာဆောင်ရွက်ရတဲ့အဓိကလုပ်ငန်းတာဝန်နောက်နံပါတ်2ကျတော့ခိကာခုခိုဟိုခိကာခုခိုဟိုခိကာခုဆိုတာအစီအစဉ်ဆွဲတာတွေကိုပြောတာခိုဟိုဆိုတာကကြော်ညာတွေနဲ့ဆိုင်တာကိုပြောတာအဲ့ဒါနဲ့ပတ်သက်တဲ့အပိုင်းလာမယ်နောက်နံပါတ်3ကျတော့ဆက်ချခုဆိုတာဧည့်သည်ကိုဧည့်ခံတာကြိုးစိုးဧည့်ခံတာ service တွေပေးတာအဲ့ဒါတွေအကုန်လုံးဆက်ချခုလို့ပြောတယ်နောက်နံပါတ်4ကျတော့ restaurant service ဒါတော့အင်္ဂလိပ်စကား restaurant service ကိုပြောတာစားသောက်ဆိုင်ဝန်ဆောင်မှုပေါ့နော် restaurant service နောက်နံပါတ်5နောက်ဆုံးတစ်ချက်ကပါလဲဆိုတော့安全衛生管理その他基礎知識安全ဆိုတာ safe ဖြစ်တာဘေးကင်းတာ衛生ဆိုတာကျန်းမာရေးနဲ့ညီညွတ်တာကိုပြောတာခန်းလီဆိုတာစီမံခန့်ခွဲတာကိုပြောတာဒါကြောင့်安全衛生管理ဆိုတာကကျန်းမာဘေးကင်းခြင်းဆိုင်ရာစီမံခန့်ခွဲမှုလို့ပြောတယ်その他ဆိုတာကအခြားその他လို့လည်းဖတ်ပေမဲ့その他ဆိုပြီးတော့ဖတ်တာပို့ပြီးတော့မှန်တယ်အခြား基礎ဆိုတာကအခြေခံမလား知識ဆိုတာဗဟုသုတအဲ့တော့အခြားဗဟုသုတများ安全衛生管理その他基礎知識ကျန်းမာဘေးကင်းခြင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့အခြားဗဟုသုတများခြားခြေခံဗဟုသုတများအဲ့တော့ဒီအပိုင်းကြီး9ပိုင်းရှိတယ်9ပိုင်းကိုမှတစ်ပိုင်းစီကိုအသေးစိတ်ပြန်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့အပိုင်း9ပိုင်းကိုဂျပန်လိုပြန်ပြီးတော့မှတ်ကြမယ်နံပါတ်1ကフロントで行う主な業務2番企画広報3番接客4番レストランサービス5番安全衛生管理その他基礎知識ဆိုလို့ရှိရင်နံပါတ်1フロントで行う主な業務နဲ့ပတ်သက်တဲ့ဟာကိုစပြီးတော့ဖတ်ကြည့်ကြမယ်အဲ့တော့နံပါတ်1မှာပြန်ပြီးတော့ခေါင်းစဉ်ခွဲ၄ခုရှိတယ်။ဘာတွေလဲဆိုတော့ booking စီမံခန့်ခွဲတာ booking ဆိုတာကြိုတင်ပြီးတော့ရောရခုလောက်တဲ့ဟာကိုပြောတာเนาะအဲ့တော့ရောရခုစီမံခန့်ခွဲတာကို kandi လို့ပြောတော့ရောရခု kandi
နောက်နံပါတ်2က check in လုပ်ငန်းတာဝန် check in ဆိုတာက check in လုပ်တယ်ဆိုတာကဟိုတယ်တဲဖို့တဲ့လူတွေဆိုတည်မယ်ဒီဟိုတယ်ကိုရောက်ပြီးတော့ဘယ်သူပါဘယ်နေ့တဲပါမယ်ဆိုပြီးတော့စရင်သွင်းတာပေါ့နော်အဲ့ဒါကို check in လို့ခေါ်တယ်အဲ့တော့ check in ကျော်မှုဆိုတာလုပ်ငန်းတာဝန်ကိုပြောတာနံပါတ်3ကျတော့အခန့်ဆောင်ရွက်ခြင်းနဲ့တရင်အချက်လက်မျှဝေခြင်းဒါကိုဂျပန်လိုပြောလဲဘယ်လိုပြောလဲဆိုရင်ခံနိုင်တယ်နော်お客様対応と情報提供ဒီမှာအကောင်လုံးဘာသာမပြန်ထားပေးဘူးသူတိကျအတိကကြတဲ့နေရာပဲဘာသာပြန်ထားတာဖြစ်တယ်အဲ့တော့အသေးစိတ်ဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်ခံနိုင်ဆိုတာကဘာကိုပြောတာလဲခံဆိုတဲ့ခံကြီးကအစအုံနဲ့ဆိုင်တဲ့ခံကြီး and for သမားလေးတည်တယ်နော်အစအုံနဲ့ဆိုင်တဲ့ဟို short ကန်လို့အဲ့ဒီခံဆိုတဲ့စကားလုံးလေအဲ့တော့အစအုံနဲ့ဆိုင်တဲ့9ဆိုတာအတွင်းအစအုံအတွင်းဘာအစအုံပြောချင်တာလဲဆိုဒီမှာ hotel ကိုပြောချင်တာပေါ့နော်ဒီ hotel တွင် shukuhaku တွင်မှာအတွင်းမှာလောက်ဆောင်ရတဲ့ဟာတွေပါတယ်လဲဆိုတော့ โอ客様対応โอ客様ဆိုတာအဲ့တဲ့ထိုင်အိုဆိုတာကအခန့်ဆောင်ရွက်တာဒီတာဝန်တွေကိုကြေပွန်အောင်လောက်ဆောင်တာတခုခုကိုပြုမှုဆောင်ရွက်ပေးတာကိုထိုင်အိုလို့ပြောတယ်အဲ့တော့โอ客様နဲ့ပတ်သက်တဲ့ထိုင်အိုလောက်တာရဲ့ပြီးတော့情報ဆိုတာတဲ့ချက်လက်တွေကို提供ဆိုတာက share လောက်တာမျှဝေတာကို提供လို့ပြောတယ်သတင်းချက်နဲ့မျှဝေခြင်းတော့ပြန်ပြီးတော့ဖတ်ကြည့်မယ်ခံနိုင်တယ်နော်お客様対応と情報提供နောက်4番နံပါတ်4ကဘာလဲဆိုတော့ check out လုပ်တာနဲ့ကြတဲ့ငွေတွက်ချက်တဲ့လုပ်ငန်းတာဝန်တွေအဲ့တော့ check in လုပ်ပြီး check out လုပ်တယ် check out ဆိုတာဘာလဲဆိုတော့ဒီဟိုတယ်ကနေတဲခုပြီးတော့အခါမှာထွက်ခွာတာပေါ့နော်အဲ့ဒီဟိုတယ်နေဘယ်နေ့မှာထွက်ခွာတဲ့ခါမှာကြတဲ့ငွေကိုရှင်းရတယ်အဲ့ဒါနဲ့ပတ်သက်တဲ့လုပ်ငန်း check out က check out တို့လို့ရေးတယ်ခိုင်းခဲဆိုတာကြတဲ့ငွေကိုတွက်ချက်တာပြောတာကျော်မှုကတော့လုပ်ငန်းတာဝန်အဲ့တော့ front တဲ့ကိုကိုနာကိုအမနာကျော်မှုထဲမှာနော်ခုနတော့ကနံပါတ်1 2 3 4 5ထဲကနံပါတ်1ရဲ့ထဲမှာပြန်ပြီးတော့ကောင်းစဉ်ခွဲ၄ခုရှိတယ်ဗါတွေလဲ1ကရောရခုခံဒီ2ကcheck in 業務3が館内でのお客様対応と情報提供4はチェックアウト会計業務ဒီဖက်စာအုပ်လေးကတော့ official ပြဋ္ဌာန်းထားတဲ့စာအုပ်ဖြစ်ပါတယ်တကယ်ကြီးနိုချီကို評価試験宿泊分野学習用テキストစာလေးလာဖို့အတွက် textbook ဖြစ်တယ်ဒီမှာမာတိကပါမယ်ပြီးတော့နံပါတ်1ပေါ့နော်နံပါတ်1ဆိုပြီးတော့အရင်ဆုံးတရားလေးကိုဖတ်ကြည့်အောင်နံပါတ်1မှာခုနရှင်းပြလိုက်တဲ့ဖရန်တိုတဲ့ကိုနာကိုအမိုနာကျော်မှုကိုအရင်ဆုံးသူပေးထားတဲ့စာလေးကိုဖတ်ကြည့်ကြရအောင်宿泊業におけるフラントレセプションと呼ばれる仕事は宿泊施設でお客様のお出迎えからお見送りまでに起こるさまざまな手続きを担当します。宿泊業မှာနော်ဒီဟိုတယ်လုပ်ငန်းမှာဆောင်ရွက်ရတဲ့ front ဆိုတာက reception ကိုပြောတာအဲ့တော့ front လို့ခေါ်တဲ့အလုပ်ဆိုတာကဘာတွေလဲဆိုတော့宿泊施設で宿泊施設ဆိုတာဟိုတယ်တို့ကိုပြောတာပဲနော်ရှိတဲ့ဆိုတာအဆောက်အဦနဲ့ဆိုင်တာကိုပြောတာပဲအဲ့တော့ဒီတဲခိုရတဲ့အဆောက်အဦဆိုဟိုတယ်မှာお客さんရဲ့出迎えကနေပြီးတော့အိုမီအိုကူဒီအထိအိုဒေမူကာယေတို့ကြိုးဆိုတာအဲ့တော့အိုဒေမူကာယေဆိုတာကြိုးစိုးမှုခါရမအိုမီအိုကူဒီအိုကူဆိုတာပေးပို့တာမီအိုကူဒီဆိုတာလိုက်ပို့တာပေါ့နော်အဲ့တော့အဲ့ဒီရောက်တဲ့ခါမှာကြိုးဆိုတာနေပြီးပြန်တဲ့ခါမှာလိုက်ပို့တဲ့အချိန်ထိအိုခိုရူဖြစ်ပေါ်တဲ့စာမန်စာမနာအမျိုးမျိုးတော့စာမန်စာမနာဆိုတာအီရိုနာကိုပြောတာအမျိုးမျိုးတော့တေဇဇကီဆိုတာကလုပ်ငန်းဆောင်တာတွေကိုထန်တိုးရှိမှတန်တိုးဆိုတာကတာဝန်ယူပြီးတော့ဆောင်ရွက်တာအဲ့တော့ပြောချင်တာဒီပထမတစ်ကြောင်ပြောထားတာကဒီဟိုတယ်မှာ front လို့ခေါ်တဲ့အလုပ်ဆိုတာပါလဲဆိုတော့ဒီဟိုတယ်မှာလာတဲ့ဧည့်သည်တွေရောက်တဲ့ချိန်မှာကြိုတာနေပြီးပြန်တဲ့ချိန်မှာလိုက်ပို့တဲ့ချိန်ထိဒီကြားထဲမှာထောက်လျှောက်လုပ်ရတဲ့အမျိုးမျိုးသောလုပ်ငန်းဆောင်တာတွေကိုတာဝန်ယူဆောင်ရွက်ရတာဖြစ်တယ်お客様が宿泊施設に到着してから宿泊施設を出発するまでの間お客様の対応をする
宿泊施設の顔とも言える仕事で、お客様が宿泊施設での時間を快適に過ごすためには欠かすことのできない大切な業務を行います。ရှင်းရေးထားပေမဲ့သူဘာကိုပြောချင်တာလဲဧည့်သည်ကဒီဟိုတယ်ကိုထိုးချခုဖြစ်တာနေပြီးတော့ထိုးချခုဆိုတာဆိုက်ရောက်တာမလားရောက်ရှိတယ်ဆိုက်ရောက်တာနေပြီးတော့ဟိုတယ်ကိုရှုပတ်ပြန်လဲထွက်ခွာတဲ့အချိန်အထိမတင်တော့အာဟိတာနော်ဒီကြားထဲကကာလကိုပြောတာဟိုတယ်ရောက်တာနေပြီးတော့ထွက်သွားတဲ့ကာလအတွင်းမှာโอเคဆန်နေရဲ့ထိုင်အိုဆိုလို့ထိုင်အိုဆိုလို့ဆိုတာကခုနကပြောပြလိုက်တဲ့လောက်ကိစ္စပြုမှုဆောင်ရွက်ရတဲ့ကိစ္စတာဝန်တွေကိုပြောတာတာဝန်ယူဆောင်ရွက်ရတာတွေကိုပြောတာပေါ့နော်အဲ့တော့အဲ့တဲ့တွေအတွက်တာဝန်ဆောင်ရွက်ရတဲ့အလုပ်ဖြစ်တယ်ဘယ်လိုခေါ်လို့ရတယ်လဲဆိုတော့ရှုခုဟာခုရှိစေစနောခါဝိုတဲ့ခါဝိုဆိုတာမျက်နှာကိုပြောတာမလားအဲ့တော့ဒီဟိုတယ်ရဲ့မျက်နှာပဲဆိုပြီးတော့လဲပြောလို့ရတဲ့အလုပ်ဖြစ်တယ်တဲ့အဲ့တော့အရေးကြီးတယ်ပေါ့နော်ဒါဟိုတယ်ရဲ့ image ပဲဟိုတယ်တစ်ခုလုံးရဲ့ဒါမျက်နှာပဲဒီနေရာမှာအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဟိုတယ်မျက်နှာပဲလို့ပြောလို့ရတဲ့အလုပ်ဖြစ်ပြီးတော့အဲ့တဲ့ကဒီဟိုတယ်မှာဂျီကန်ဟိုတယ်မှာတဲရမယ်အချိန်ဟိုတယ်မှာအချိန်ဖြုံးရမယ်အချိန်တွေကိုခိုင်တက်ခိနိစုကိုခိုင်တက်ခိတတန်တတနဲ့စုကိုစုစွာကုံဆုံးဖို့အတွက်ခခဆုကိုတိုနိုဒေကိနိုင်ဖယ်ထားလို့မရဘူးလို့ပြောတာခခဆုဆိုတာကမပါတာအဲ့တော့ဖယ်ထားလို့မရတဲ့အရေးကြီးတဲ့ကြောမှုဖြစ်ပါတယ်ထိုင်ချက်စနာကြောမှုအရေးကြီးတဲ့တာဝန်မှုဖြစ်ပါတယ်အဲ့တော့ဒီ front reception ဆိုတဲ့အလုပ်ဆိုတာကဧည့်သည်ရောက်တာနေပြန်သွားတဲ့အချိန်အတော်တွင်းမှာဒီဧည့်သည်ဒီဟိုတယ်မှာတတနဲ့ချိန်ကုန်ဆုံးနိုင်ဖို့အတွက်လုံးဝကိုခြံထားလို့မရတဲ့အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်တယ်ပြီးတော့ဘာလို့ပြောလို့လဲရတယ်လဲဆိုတော့ဟိုတယ်ရဲ့မျက်နှာပဲရှုခွာခုရှိစေဆိုရင်ခါဝပဲလို့လည်းပြောလို့တော့ရတယ်宿泊施設そのものの印象を決めることにつながる重要な業務ですので、正しい礼儀作法、言葉遣いなどを身につけることが重要です。ホテルエリエ印象ဟိုတယ်ရဲ့ intro ကိုခုနပြောလိုက်တဲ့ image ကိုပြောတာ image ခါအို intro ဒါအဓိပ္ပာယ်တူတူနဲ့သုံးထားတာနော်ဟိုတယ်ရဲ့ image ကို決めることにつながるဆိုဟိုတယ် image ကိုတတ်မှတ်ဖို့အတွက်ဆက်ဆက်နေတယ်ဆိုတာကဒီဟိုတယ် image နဲ့ဆက်ဆက်နေတယ်လို့ပြောချင်တာပဲနော်အရေးကြီးတဲ့တာဝန်ဖြစ်တာကြောင့်မို့လို့ဆိုအထက်ခါပြောထားတဲ့ရှေ့ဟာလည်းပြောတာနဲ့အဓိပ္ပာယ်တူတူပဲအဲ့တော့ဟိုတယ်ရဲ့ intro ဖြစ်တဲ့ဟိုတယ်ခါအိုဖြစ်တဲ့ဒါကြောင့်အရေးကြီးတဲ့ကြောမှုဖြစ်တာကြောင့်မို့လို့မှန်ကန်တဲ့လေကြီးစာဟိုယဉ်ကျေးတိမ်မွေးတဲ့လုပ်ငန်းမှန်ကန်ပြီးတော့ယဉ်ကျေးတဲ့စာဟိုဆိုတာလုပ်ငန်းဆောင်တာပေါ့နော်ဆောင်ရွက်တဲ့နည်းတွေဘာလဲခိုတိုဘတ်စကိုင်းလို့လည်းဘာလို့လဲပါတယ်ခိုတိုဘတ်စကိုင်းဆိုတာဘာလဲစကားပြောဆိုပြောတာယဉ်ကျေးသုံးနှုန်းပြောဆိုတဲ့စကားပြောဆိုသုံးနှုန်းတွေကိုခိုတိုဘတ်စကိုင်းလို့ခေါ်တယ်အဲ့တော့မှန်ကန်ပြီးတော့ယဉ်ကျေးတဲ့လုပ်ငန်းဆောင်တာတွေစကားသုံးနှုန်းတွေကိုမိနိつけることが重要မိနိつけるဆိုတာကမှတ်သားဆောင်ရွက်တာမိဆိုတာခန္ဓာကိုယ်ပြောတာစကေဒူဆိုတာတက်စင်တာခန္ဓာကိုယ်မှာတက်စင်တယ်ဆိုတော့ဘာလဲဆိုတော့ကိုယ်တိုင်ဒီဟာကိုမှတ်သားပြီးတော့ဒီတိုင်းပြုမှုဆောင်ရွက်တာအဲ့ဒါကိုမိနိつけるလို့ပြောတယ်အဲ့ဒါလုပ်ဖို့အတွက်ဂျူရောဖြစ်ပါတယ်ရေးကြည့်ပါတယ်အဲ့ဒီတစ်ပိုင်းလောကဘာပြောထားလဲဆိုတော့fronto ရဲ့အလုံးကဘလောက်အရေးကြီးတယ်လဲဆိုတဲ့ဟာကိုရှင်းပြထားတာပဲဖြစ်ပါတယ်။စာအုပ်တို့ရဲ့ထုံးစံအတိုင်း textbook ဆိုတာစာများတယ်ရှင်းပြထားတဲ့အရင်များတယ်။အဲ့တော့ကျမတို့ကကျောင်းသားတွေအနေနဲ့ကဘယ်နေရာအဓိကကျတယ်လဲမသိဘဲဟာကိုအဓိကထားမှတ်ရမှာလဲဆိုတာကိုမသိဘူးဖြစ်ကြတော့စာမဖတ်ချင်ကြအောင်ပြင်သွားတယ်။အဲ့တော့နည်းနည်းလေးပြောဖို့လဲကောင်းမှတ်ရလဲလွယ်အောင်အမကဒီဖတ်စာအုပ်ထဲကစာတွေကိုပဲမှတ်ရလွယ်တဲ့ notes လေးတွေကိုထုတ်ထားပေးတဲ့ဒါနဲ့တွဲပြီးတော့ဖတ်စာအုပ်ကစာအုပ်လေးကြည့်ရင်နဲ့ရှင်းပြသွားမှာဖြစ်ပါတယ်။လေးထုတ်ထားတဲ့ဟာပေါ့နော်ခုနကတော့ဖတ်စာအုပ်ထဲမှာစာအများကြီးထားတဲ့ဟာကဒီစာမျက်နှာတစ်မျက်နှာခွဲလောင်းတဲ့ notes ကိုထုတ်ထားပေးပါတယ်။အဲ့တော့စပြီးတော့ဖတ်ကြည့်လိုက်ရအောင်။တို့တဲ့โอโคนาโอโมนาเกียวမှုမှာကောင်းစဉ်လေးခုရှိတယ်။ထဲမှာပထမကောင်းစဉ်ဖြစ်တဲ့ရောရခုခန်းဒီ
ယောယာခုဘိုကင်စီမံခန့်ခွဲတဲ့ပတ်သက်ပြီးတော့အချက်3ချက်ရှိတယ်အဲ့3ချက်ထဲမှာပထမတစ်ချက်ကဘာလဲဆိုတော့ယောယာခုတိုယာဝါဆဲနော်တိုင်တိုယာဝါဆဲဆိုတာဘာလို့တာလဲဆိုစုံစမ်းမေးမြန်းတာကိုပြောတာယောယာခုနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းတဲ့အခါမှာတိုင်ကိုကပြန်ပြီးတော့စီမံဆောင်ရမယ့်ဟာတွေကဘာတွေလဲအဲ့တော့အဓိကအချက်လေးတွေကိုပဲထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘာလို့လဲရင်ပြောကြည့်မယ်နော်အဲ့တော့ဘာတွေလောက်ရမှာလဲဆိုတော့အဲ့ဒီစီကနေပြီးတော့ဖုန်းတို့ email တို့ဒါမှမဟုတ် website ကနေပြီးတော့ယောယာခုနဲ့ပတ်သက်တဲ့ booking နဲ့ပတ်သက်တဲ့စုံစမ်းမေးမြန်းတဲ့တိုယာဝါဆဲရောက်လာနိုင်မယ်အဲ့တိုယာဝါဆဲမှာဘာအချက်လက်တွေပါမလဲဆိုတော့သူတို့ဘယ်နေ့တဲချင်လဲဆိုတဲ့အချက်လက်အဲ့ဒါအရင်ဆုံးပါမယ်မလားဘယ်နေ့မှာတော့ဒီဟိုတယ်မှာလာတဲချင်တယ်အခန်းလွတ်သလားအဲ့တော့အဲ့ဒီတဲချင်တဲ့ရက်အကြောင်းလာမယ်အခန်းလွတ်သလားမလွတ်ဘူးလားဆိုတဲ့ဟာလာမယ်အဲ့တော့ကိုကဒီဖုန်းတို့ email တို့ကိုပြန်ပြီးတော့ဖြည့်တဲ့အခါကိုတိုင်းအိုးလုပ်တယ်လို့ပြောတယ်အဲ့တိုင်းအိုးလုပ်တဲ့အခါမှာဘာအဓိကအရေးကြီးလဲဆိုတော့သူတို့လိုချင်တဲ့နေ့မှာအခန်းလွတ်နေလားမလွတ်နေဘူးလားဆိုတာကိုခါခုနေလောက်ဖို့လိုတယ်အခန်းလွတ်နေတာကိုခုရှိခီလို့ခေါ်ပြီးတော့အခန်းမလွတ်ဘူးဆိုရင်မန်ရှိခီလို့ခေါ်တယ်အဓိကဒါပဲကပြီးတော့အဲ့ဒီအခန်းလွတ်နေမလွတ်နေအပြင်တတိကျအဓိကသိထားရမယ့်ဟာတွေကဘာတွေလဲဆိုလို့ရှိရင်အောက်မှာအချက်တွေ6ချက်ရှိတယ်ပထမတစ်ချက်ကကုန်ကြစရိတ်ကြတဲ့ငွေနဲ့ပတ်သက်တဲ့အသေးစိတ်ကိုသိရမယ်ကိုယ်တိုင်သိရမယ်အဲ့ဒါကိုပြောပြနိုင်ဖို့အတွက်နော်သိရမယ်နှစ်က service နဲ့ပတ်သက်တဲ့အသေးစိတ်သိရမယ်သုံးကအခန်းအမျိုးအစားနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဟိုတယောက်ခန်းလားနှစ်ယောက်ခန်းလားဒါမျိုးပေါ့နော်ပြီးလို့ရှိရင်ဒီ option တွေ plan တွေဟိုဒီလာတဲ့ခါကြလို့ရှိရင်ဘာ plan နည်းနဲ့တွဲထားတယ်ဥပမာကွယ်ဟို massage ပါတယ် face massage ပါတယ် spa ပါတယ်အဲ့ဒါဆိုလို့ရှိရင် plan ကဘယ်လောက်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးအသေးစိတ်ကိုသိရမယ်ပြီးတော့ဒီဟိုတယ်ရဲ့အခန်းကနေပြီးတော့လှမ်းပြီးတော့မြင်ရမယ်ကိုတဲတဲ့အခန်းနဲ့လှမ်းမြင်ရမယ်ရှုခင်းဥမာဖူဂျီတောင်နာဟိုတယ်တော့တဲတဲ့သူတွေကအခန်းထဲနေဖူဂျီတောင်မြင်ချင်တာပဲမလားအဲ့တော့ဖူဂျီတောင်မမြင်ရတဲ့အခန်းဆိုလို့ရှိရင်ဘယ်သူမှတော့တိတ်ပြီးမတဲချင်ဘူးအဲ့တော့ဒီသူတို့ယူမဲ့အခန်းကဘယ်လိုရှုခင်းကိုမြင်ရမယ့်အခန်းဖြစ်မလဲပြီးတော့သူတို့စားမဲ့ဟင်းလျာလျော်ဒီတွေထဲမှာဘာတွေပါလဲဘာဟင်းတွေပါမလဲမနက်စာပါမယ်ညစာပါမယ်ပေါ့နော်အဲ့လိုအသေးစိတ်တွေကိုလည်းသိထားရမယ်ပြီးတော့နောက်ဆုံးတစ်ခုကျတော့ဟိုတယ်ရှိတဲ့လိပ်စာအဲ့ဒီနေရာမှာ data ရဲ့ဒီယဉ်ကျေးမှုတွေပြီးတော့ပွဲတော်အစဉ်အလာတွေ event တွေပေါ့နော်ဘယ်နေ့မှာတော့ဘာပွဲရှိတယ်ပေါ့မှာကျိုတိုဆိုလို့ရှိရင်ပွဲတွေများတယ်အဲ့တော့ဘယ်ဒီရာဒီမှာဆိုလို့ရှိရင်ဒီဟိုတယ်ပတ်ဝန်းကျင်မှာဘာပွဲလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးလည်းအသေးစိတ်သိထားဖို့လိုပါတယ်အဲ့တော့အတိကပြောသွားတာကတော့ဒါတွေပဲအဲ့ဒါလေးတွေကိုအခုဂျပန်လိုနဲ့ပြန်ပြီးတော့ချက်လက်လေးပြန်ပြောရအောင်ရောရကိုတိုယာဆဲလောက်တဲ့ခါမှာတိုင်အိုလာမှာโอเคကစားမစီရနေပြီးတော့အဲ့ဒီစီရနေပြီးတော့ဒန်ဝမေဒူ website တို့ website တို့ဆိုတာ website ကိုပြောတာเนาะအဲ့ဖုန်းတွေ email တွေ website တွေကနေပြီးတော့တိုယာဝါဆဲလာမယ်တိုယာဝါဆဲစုံစမ်းမေးမြန်းလာမယ်ဘာနဲ့ပတ်သက်တဲ့တိုယာဝါဆဲလဲဆိုတော့ယောယာခုဘိုကင်နဲ့ပတ်သက်တဲ့တိုယာဝါဆဲလာမယ်အဲ့ချိန်မှာဘာတွေပါမလဲဒီကခီဘိုးဆိုတာမျောလင့်တာလို့သိထားပေမဲ့ခီဘိုးဆိုတာမျောလင့်တဲ့ရက်ဆိုတော့ပြောရရင်တဲချင်တဲ့ရက်ကိုပြောတာနော်အဲ့တော့တဲချင်တဲ့သူတဲခိုးချင်တဲ့ရက်ကိုခီဘိုးပြီးလို့ခေါ်တယ်အဲ့တော့ခီဘိုးပြီးသူတဲချင်တဲ့ရက်မှာဟဲရကအိုင်တေအီဒူကာဒိုကာအခန်းလွတ်နေလားမလွတ်နေဘူးလားဆိုတာလွတ်နေတာကိုအိုင်တေအီဒူလို့ပြောတယ်ဆိုတာဆိုတဲ့ခူရာဆိုတဲ့ခန်းကြီးလေးနဲ့ရေးတယ်အဲ့တော့အိုင်တေအီဒူကာဒိုကာဆိုတာကိုခါခုနင်းလို့ဖို့လိုပါတယ်အိုင်တေအီဒူဟဲရကအိုင်တေအီဒူဆိုရင်သူကိုခူရှိဇလို့ခေါ်တယ်လွတ်နေတယ်အခန်းလွတ်နေတယ်လို့ခေါ်တယ်အိုင်တေအီနိုင်မလွတ်နေဘူးဆိုရင်မန်ရှိဇလို့ခေါ်တယ်မန်ဆိုတာကအပြည့်ဖြစ်နေတာခူဆိုတာကလွတ်နေတာကိုပြောတာအဲ့တော့ပုံလေးနဲ့သူဖတ်စာအုပ်ထဲမှာပြထားတယ်နော်အဲ့တော့အခန်းလွတ်နေတယ်ဆိုလို့ရှိရင် vacancy လွတ်နေတယ်ဆိုတော့ခူရှိဇလို့ပြောတယ်vacancy ဖြစ်တယ်ဒါဆိုလို့ရှိရင် no vacancy ဆိုပြီးတော့ပြောထားတယ်အဲ့တော့ man ရှိသအခန်းပြည့်နေပြီဆိုပြီးတော့ပြောတာဖြစ်ပါတယ်ပြီးတော့အသေးစိတ်သိထားမယ့်ချက်တွေကဘာတွေလဲ料金の詳細
ကုန်ကြစရိတ်ရဲ့အသေးစိတ်ချက်လက် short size ဆိုတဲ့ခန်းကြီးကအသေးစိတ်ချက်လက်ကိုပြောတာခူဝါရှိကိုတော့လို့ပြောတာဒီရှေ့က short ဆိုတဲ့ခန်းကြီးကခူဝါရှိဆိုတဲ့ခန်းကြီးအဲ့တော့အသေးစိတ်ချက်လက်ဥပမာပါလေးလဲဆိုတော့ရှုခုဟာခုဇိန်ဒီခန်းကြီးကိုဇိန်လို့ဖတ်တယ်ဇိန်ဆိုတာအခွန်ကိုပြောတာနော်အဲ့တော့တဲခိုတဲ့အခွန်ပြီးတော့ new တိုးစိန်ဆိုတာကဂျပန်မှာပဲရှိတာရေပူစမ်းဟိုတယ်တွေဆိုလို့ရှိရင်ဒီရေပူစမ်းနဲ့ပတ်သက်တဲ့အခွန်ပေးရတယ်အဲ့တော့ new တိုးစိန်လို့ခေါ်တယ်ရေပူစမ်းအခွန်ပြီးတော့ service လျော် service ပေးရတဲ့လျော်ကင်းကိုပြောတာပေါ့နော် service ပေးရတဲ့ငွေ service အခကြေးငွေစားတာတွေ ဆိုတာကပေါ်ပေါက်နိုင်တယ်လို့ပြောတာဂျပန်ရဲ့ဟိုတယ်တွေတဲတဲ့ဆိုလို့ရှိရင်ဒီဟိုတယ်တက်ခိုစရိတ်တက်ခိုခထဲမှာဘာတွေပါတာလဲဆိုတော့အဲဒီတက်ခိုရဲ့အခွန်ရေပူစမ်းအခွန် service ကားစတာတွေပါတယ်အဲ့ဒီအကလုံးပေါင်းမိတာဆိုတဲ့နေကိုကင်းလည်းဖြစ်နိုင်တယ်လို့ plus ထပ်ပြီးတော့ပေးရမယ်ဟာတွေလည်းဖြစ်နိုင်တာကြောင့်မလို့အဲ့ဒီရဲ့ short size အသေးစိတ်ကိုတည်ထားဖို့လိုတယ်နောက်တစ်ချက်ကျတော့ service နော် short size service ပေးတဲ့အဓိကservice ရဲ့အသေးစိတ်ချက်လက်တွေ check in မှာဘယ်လို service လဲ check out မှာပါလဲ check in check out ရဲ့အချိန်တွေစတာတွေပေါ့နော်အဲဒီ service short size တွေသိဖို့လိုတယ်ဘယ်နှစ်မှာ check in ဝင်လို့ရမလဲဘယ်နှစ် check out လုပ်ရမလဲအဲ့လိုမျိုးပုံစံတွေပေါ့နောက်တစ်ခုကျတော့ oheya no type အခန်းမျိုးစားတယောက်ခံလားနှစ်ယောက်ခံလားအဲ့မှာမှားတတ်ကြတာပါလဲဆိုတော့ single room ဆိုတာက single room ကိုပြောတာ single room ဆိုတာကလေတယောက်အိတ်ကလေးတစ်လုံးပဲပါတဲ့အခန်းကိုပြောတာ swing room ဆိုတာက swing ဆိုတာက twin ကိုပြောတာ twin ဆိုတာအမွှာကိုပြောတာမလားအဲ့ twin room ဆိုကြတော့တယောက်အိတ်ကလေးနှလုံးပါတာကိုပြောတာအဲ့တော့အခန်းမျိုးစားဘယ်လိုခန်းလဲ single room လား twin swing room လားဆိုပြီးတော့အဲ့ဒါတွေကိုလည်းသိထားမယ်ပြီးတော့နောက်တစ်ခုကခုနပြောတဲ့ ham buy လုပ်နေတဲ့ plan တွေပေါ့နော်ရောင်းနေတဲ့ plan ham buy ဆိုတာရောင်းတာကိုပြောတာရောင်းနေတဲ့ plan တွေရဲ့အသေးစိတ်တဲ့အဲ့တော့ဘာကိုပြောချင်တာလဲ食事やオプションサービスが宿泊とセットになって販売されているものなどစားစရိတ်တွေတခြား option service တွေခုနလိုအနှိပ်တာပါတယ်တို့မျက်နှာ message မျက်နှာ spa လောက်တာပါတယ်တို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဟာတွေကဒီတဲခိုစရိတ်နဲ့ set တို့ဆိုတော့တွဲထဲဖြစ်နေတဲ့ရောင်းနေတဲ့ဟာတွေရှိမရှိပေါ့နော်အဲ့လိုမျိုးတွေဗာ set လေးတွေပါတယ်ဗာ option လေးတွေပါတယ်ဆိုတဲ့ဟာသိစိတ်သိရမယ်ပြီးတော့ဒီဟိုတယ်ရဲ့အခန်းကနေပြီးတော့ hair ကနေပြီးတော့မြင်ရတဲ့ keishiki shuken နေဒီဟင်းလျာတွေရဲ့သေးစိတ် short size ကိုသိရမယ်ပြီးနောက်ဆုံးတစ်ချက်က hotel 宿泊施設が商材するဆိုတာတည်ရှိတဲ့地域ဒေသရဲ့文化ဆိုတာယဉ်ကျေးမှု行事ဆိုတာထုံနှန်းစင်လာအပွဲတော်တွေစတဲ့ဂျိုဟိုသတင်းချက်လက်တွေကိုလည်းသိရမှာဖြစ်ပါတယ်ခေါင်းစဉ်တစ်ခုစီကိုဗီဒီယိုတစ်ခုစီခွဲပြီးတော့တင်သွားမှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေကိုလည်းစောင့်ကြည့်ပြီးတော့လေ့လာပေးကြပါနော်ありがとうございます。